မင်္ဂလာပါရှင်ကဲဒီဘော်ရီဒါကြီးနှစ်ယောက်မှလည်းဘယ်သူနိုင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦးဗျာဒီဆိုတာလေးကစောင့်ကြည့်ပေးပါဦးနော်ဘောင်းကိုအပေါ်ကိုမြောက်တင်ရမယ်ညီကြီးပေါ်လည်းမကြရဘူးဒါတွေကိုလည်းအရင်ပြီးတဲ့လူကအနိုင်ရရှိမှာဖြစ်ပါတယ်ကဲတစ်ဖက်ပဲသုံးမယ်ဟုတ်ပါတော့ကဲ1 2 3 go ညီကြီးပေါ်ကအရှုံးတော့ညီကြီးပေါ်ကအရှုံးတော့ကျေစိတ်လောလို့မရဘူးစိတ်လောလို့မရဘူးဒါထိန်းနေတယ်ငါကိုကကြိုင်အောင်ကြိုင်ရမှာလားမသိတစ်ခါတော့အမလေးငါကတော့ချင်းနေဆိုရဒါထိန်းနေတယ်ဘောလုံးထိန်းလိုက်တော့ဘောလုံးမထိန်းနေလိုက်ဘောအဲ့လိုကြိုင်လာလို့ဘောလုံးကြိုင်လာကြာတော့ချင်းနေတော့ဆိုးနေကြတော့ခုနမိကလေးပွဲတော့မှဒီတက်ကောင်ကြည့်ကောင်းနေတယ်လွင်ကုန်ပြီသေးပါအော်တော့ဆိုးတယ်အချင်းဘာလို့ကပို့နေလိုက်တော့မစီနဲ့တော့တိုက်ကုန်ပြီကတော့ငါတော့တိုက်ကုန်ပြီကဲစီတော့နော်စီတော့နော်ရအောင်စီတော့ငါပဲမတိုးနဲ့ရငါပဲမတိုးနဲ့ငါရရစီတော့ပုံနေရလေကိုကြည့်အောင်ဘယ်လိုနိုင်တော့မှာလဲတော့ကြာပါပြီအောင်ကြတယ်အောင်ကြတယ်ညီကြီးပေါ်မကြတယ်စပွဲပေါ့အဲ့မင်းငါလည်းတိုက်တာကဲကိုပကိုပြီးတော့စီချောင်းတော့ကိုကုနာကိုလည်းဖက်တယ်ကိုကုနာအချိန်တော့ဖက်နေနော်ဖက်နေပြီခွန်းထက်လိုက်အောင်လုပ်ပေးလိုက်မယ်နော်ဘာတော့ကြာယူပေးပါဟာတော်ဆိုးနေနောက်မင်းခွက်ကြငါပဲရောက်လာနောက်မင်းခွက်ကြငါပဲရောက်လာလားတိုက်ကုန်ပြီကိုလည်းအခြေရစီလို့မပေးနိုင်ဘူးသူကလည်းပြီးဘလို့လည်းကြားတယ်ဟာတော်လားဟုတ်သေးပါဘူးအဲ့ဒါလည်းဒီကွဲတော့ပို့ဆိုပတ်စံရှုံးပြီလားမသိဘူးတော့မသိဘူးခုထိတော့ဆဲမလို့လေနည်းနည်းလေးချိန်ပြီးပုတ်လိုက်လို့ပြင်ပြန်စီလိုက်မဟုတ်ပါဘူးဒီနေ့ကတော့နိုင်မဲ့သူစီစဉ်မရှိဘူးတေးပဲကြာနိုင်မယ်မမသိတော့ဘူးပြောတော့ချင်းလေးကတော့ဆိုးနေရဆရာပြည့်ရောမယ်ဆရာပြည့်တော့ပါဟေးအမလေးပွဲရပြီးပြီပွဲမှာတော့ဘယ်တော့ရငါပဲနေရရောက်ဒီပွဲမှာတော့မလဲကြည့်အောင်သူ့မှာမကိုကြီးကတော့ပွဲကြ